ဒီဇလန်လေးကတော့တီးထိခင်ဖို့ action ကကြိုက်သူတွေအတွက်တက်ခဲ့ကိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်တစ်ပုဒ်ပေါ့ဇလန်လေးကိုပုံမြင်ပြောသလိုပြောပြမယ်နော်ကိုလံဘီယာနိုင်ငံကခန္ဓာထဲဝါတဲ့ဇင်ခံဗီလာကြီးတစ်ခုမှာနိုင်ငံတကာရာဇဝတ်ဂိုင်းကောင်းဆောင်တယောက်ဇင်းကြနေတာကနေဇလန်စားထားတယ်ဒီလူကြီးဟာမနက်ကိုင်ရီကူးလေးရှိသူ့အိမ်မှာတနက်ကိုင် body guard တွေအများကြီးနဲ့လုံခြုံရေးအတိအချာချထားတာပေါ့ဒီနေ့တော့သူရီကူးနေတော့လက်ပတ်နာလီရီကန်အောက်ချီပြုတ်ချသွားလို့ငုတ်ကောက်မလို့လို့တော့ရုတ်တရက်ရီအောက်ကနေလူတယောက်ဆွဲချပြီးရီနှစ်တက်လိုက်ပါလေရောအပေါ်က body guard တွေကသူရီနှစ်ပြီးမတော်တဆဖြစ်သွားတယ်လို့ပဲထင်သွားကြတယ်တကယ်တော့ဒါဟာမတော်တဆမှုပုံစံဖန်တီးပြီးလူတက်လိုက်တာပါဒီလို PPDD နဲ့တဲလွန်စားမကြမ်းအောင်လူတက်တဲ့သူကတော့အာသာဘစ်ရှပ်လို့ခေါ်တဲ့ကြီးစားလူသက်သမားပါသူကတာမန်လူသက်သမားမဟုတ်ဘူးအရာရာကိုစက်ရန်တရားတစ်ခုလို့တိကျလွန်းလို့သူ့ကို organization က mechanic လို့ခေါ်ကြတယ်